မေးတော့ခုကျွန်တော်ဒီဗီဒီယိုရိုက်ရတဲ့အကြောင်းရင်းကညီတူတူတယောက်မှထိခိုက်လူချင်းစိတ်မရှိပါဘူးကျွန်တော်ပြောတဲ့စကားလေးမှာမားပါသွားရင်တောင်းပန်ပါပဲဒါပေမဲ့ခုဒီဗီဒီယိုရိုက်မှာဒီအောင်လေးတော့နည်းနည်းဆက်ကြည့်ပေးရပေါ့ဗျာဘလို့တွေလာမလဲဆိုတော့ကိုဒါကျွန်တော်မူရင်းပုံဒါအရင်ကျွန်တော်2024လောက်ကနေ2024မှာကျွန်တော်2လကျော်လောက်လိုက်အဲ့လိုလောက်လိုက်တဲ့ပုံစံဒီမှာလောက်ထားတဲ့ပုံစံဟုတ်ဗျာဘာမှတော့မရှိဘူးဒါပေမဲ့ကျွန်တော်ကိုကျွန်တော်တည်တယ်ကျွန်တော်အိုးကြီးအများကြီးချလာတယ်ပြီးရင်ကျွန်တော် KG ဘယ်လောက်ရှိလဲဆိုတာကျွန်တော်မတိုင်းရသေးဘူးကျွန်တော်အရာ5ပေ6အဲ့လောက်ရှိတယ်ဒါပေမဲ့ကျွန်တော် KG ဘယ်လောက်ရှိလဲဆိုတော့မတိုင်းရသေးဘူးအဲ့ကြည့်အဲ့လောက်ဘာမှမရှိဘူးဘယ်လောက်ထိတော့စမ်းတတ်မှာဗျာတပတ်လောက်ထိခံနိုင်မှာလို့Okay, let's go. Wait, sorry. ဒီမှာဘာလဲဆိုတော့ကျွန်တော်လည်းတော့ကျွန်တော်တောင်းဝယ်ဖြော်ရင်ကကိုကာကိုလာဖြစ်ရမယ်ရေဖြစ်ရမယ်အဲ့လိုတောင်းဝယ်ပြီးရင်ထမင်းတနက်ပဲစားမယ်ကြံတဲ့ဟာထမင်းစားတဲ့ချိန်ကျရင်ထမင်းကကျွန်တော်အသားငါးတွေရှောင်ပဲဗျာအဓိကစားမှထမင်းနဲ့ကျဥနဲ့ကျဥပါမယ်ထမင်းပါမယ်ပြီးရင်ဟန်ဒီဟဲ့ရွက်ပါဗျာ၃မျိုးလော်ထားတဲ့ထမင်းကြုံစားမယ်ကြံတဲ့ဟာဘာမှမစားဘူးအသားငါးတွေဘာမှမစားဘူးကိုယ့်အကိုထွင်ပြန်ဆင်း Okay let's go ခင်ဗျားတို့ဒီဗီဒီယိုကြည့်နေရင်ရည်ချင်လဲရည်ထားပါနံပါတ်ဆင်လိုက်ရည်ထားပါကျွန်တော်ရည်ထားမယ်အခါ90ပြည့်အောင်ကျွန်တော်နိုင်တော့ထိုးမယ်မိနစ်စက္ကန့်20နားမယ်ပြီးပြန်ထိုးမယ် Okay ရင်ဦးဆုံးလုံးပါဒီပုံစံအဲ့တော့မျိုးတော့ဝါကျွန်တော်ပလက်ရဲထိုးတာခါ40ပဲရတယ်ဟိုလောက်တာကြတော့တော်တော်ညောင်းတယ် what the fuck မလောက်တာကြရင်တော်တော်မောတယ်ဗျာမခံနိုင်ဘူးလို့ကျွန်တော်ဝိတ်တက်လာလို့ခံစားရတယ်ဒါပေမဲ့ကျွန်တော်အများကြီးပဲဝိတ်ချတာဒါတော့အများကြီးမလို့တော့ကိုယ့်အကူမှားလို့မပေါ့what the fuck နောက်တော့ဆယ်ကားပဲကြံ Oh my god Okay let's go ပြန်စားဆယ်ကားOh my god ဒီခေါင်း90ထိုးမှာဘာလို့ဒီကနာလေကျွန်တော်ဒီလက်ကတော့နိုင်ဒီလုံးသားတော့နိုင်တော့တန်အောင်ခံမနိုင်ဘူးဗျာကျွန်တော်ဒီလိုကားလို့မရတော့အလုံးဝသာ Oh my god
ခံရစေအောင်ကျန်ဒီကောင်းတယ်လုံးဝအဆင်ပြေဘူးလားဒီအောင်ပါလေအဲ့ဒါခုရည်ခံရတဲ့သူကအဲ့ဖောင်းလာဒီမှာတချောင်းဖောင်းလာဒီတော့ဒီဒေတာတင်းလာဒီအောင်တဲ့တင်းလာတယ်ဒီကနေ့ပါဒီဒီအုတ်တအားနာအဲ့လိုကားလို့မရတော့ဒီလိုညကြရင်လုတ်မနေ့ကျရင်လုတ်ပြန်စင်မနေ့ကျရင်လက်ကတအားနာတယ်ကျွန်တော်ဒီခုတော့ကိုရီမားထားတဲ့ဟာကိုပြီးအောင်လုပ်မယ်ဟိုပြီးအောင်လုပ်နောက်တစ်မျိုးကကျွန်တော်ဒီလက်စုမယ်ကျွန်တော်ဒီကောင်ကိုစုမှဆက်ကပဲတွားအော်လို့မရလေညမအောင်နိုင်ဗျာအောင်နိုင်ဒီလက်အားလုံးဝခံမနိုင်ခုကျွန်တော်ခံ90ထိုးတယ်လုံးဝခံမနိုင်ခံ90ပြီးထိုးဖို့ဒီလက်အားနဲ့ဟောလို့လုံးဝမရလုံးဝမနိုင်ကျွန်တော်တို့ရတော့မနိုင်ဘူးတခြားသူတွေတွေ့ရတော့ကျွန်တော်တေချာမသိဘူးဒါပေမဲ့ကျွန်တော်တို့ရတော့အရာခဲရင်50ကိုပြီးမှထပ်သွားကျွန်တော်ဒီခံဖို့လုံးအဲ့ကောင်ဟိုလောက်သွားခါဒီယာဟောဗျာ Okay let's go သွား Oh my god. Oh my god. What the fuck? 50ပဲဒီလောက်ထားဒီကောင်ကအားကြိုက်ဒီကောင်ကအားကြိုက်ဒီနော် What the fuck? Oh my god. ဟာကျွန်တော်ဒီမလို့ဗျာမရီယာကျွန်တော်လောက်တာမားသွားတယ်မရီယာကျွန်တော်ဆိုင်မှာထမင်းစားလာပြီးမှလောက်တော့မရဘူးမရီယာကျွန်တော်လောက်ရမှာထမင်းမစားခင်လောက်ရမှာကျွန်တော်မားသွားရင်နေ့ကျရင်ကျွန်တော်နောက်နေ့ကျရင်ထမင်းထုတ်လာဝေးဒီကိုလာရဗျာဒီလိုတန်ဘူးနဲ့လုံးဝတောက်လို့မကောင်းပါရတယ်ရဒါဟောညက်ပါတယ်မင်းတို့မယုံကျွန်တော်7-Elevenဟောပြပြန်ရောက်ကျွန်တော်ဒီမှာ7-Elevenဟာဆိုရင်အနည်းဆုံးဘူးတေးတဘူး4ကျကြော်လောက်ပေးရတယ်4ကျမဟုတ်ရင်3ကျကြော်လောက်ပေးရတယ်ဘူးကြီးကြတော့5ကျနဲ့ပြန်50ပေးရတယ်မြန်မာငွေနဲ့ဆိုရင်ခုငွေစည်းကြမယ်တဲ့ချစ်တဲ့မယ်ကျွန်တော်လည်းတေချာမသိရသေးဘူးအနည်းဆုံးတော့4000ကျော်လောက်ရှိတဘူး
ကျွန်တော်တို့တေချာကြီးကျွန်တော်တချို့ဆိုင်တီးတီးလေးမှရောင်းတဲ့ဟာဆိုရင်ဒီလိုဘေးမှာဈေးတွေရေးထားတယ်ဒီကောင်မှမပေါ့အကောင်မှဈေးရေးထားတဲ့ဟာမပေါ့ဒီကပြောချင်တာကျွန်တော်ဒီကောင်ဝယ်တော့ပါတောက်တဲ့ခါကျရင်အခန်းမှာရေခဲတက်တာကြီးရေခဲတက်တာထဲထည့်ပြီးတောက်ပါတော်တော်ကောင်းပါတယ်တချို့ဟိုဟာဒီမျိုးတွေတောက်လို့မကောင်းခုကျွန်တော်တောက်နေတဲ့တန်ဘူးဒီပဲရောက်အောင်တန်ဘူးဆိုရင်လုံးဝတောက်ရမကောင်းပါဘူးဒါပေမဲ့ကျွန်တော်တွေ့ရတော့ကိုကာကိုလာကြိုက်သမားတော့ဘယ်လိုဖြစ်ဖြစ်ကောင်းပါတယ်ကိုကာကိုလာဟာကျွန်တော်ဘာလို့ကြိုက်လဲဆိုခုကျွန်တော်အစာတစ်ခုစားရတယ်ဗျာစားပြီးရင်ကျွန်တော်အိတ်လို့မရဘူးထိုင်နေလို့လည်းအကြိမ်ထိုင်နေဘိုက်အောက်စာမကြည့်သေးလို့အဲဆိုရင်ကိုကာကိုလာတောက်ပြီးစာချီလို့ရတယ်ကိုကာကိုလာစာချီရဲအဲ့ကောင်စာချီနေအဲ့ကောင်တောက်ရင်ကိုစားရတဲ့ဟာတွေကိုအစာချီမြန်ပေါ့နော်ဒီကောင်ကိုတောက်ပါကျွန်တော်တော်ကောင်းပါတယ် Okay let's go နောက်တော့အခါ90 Oh my god what the fuck โอ้ my god တော်တင်းကွာI don't want to oh my god ဒီအောင်ကျွန်တော်တောင်းသွားတာကြီးအရန်ဆိုရင်ကျွန်တော်ဒီကောင်ရယ်ရန်ဆိုရင်ကျွန်တော်ဒီကောင်ခါ
what the fuck ဆယ်ကားလေးရတယ်ကွာအလိုကတော်တော်ပဲပဲဝီဝီOh my god what the fuck oh oh my god nó là sau khi nào nhận gì quá oh my god khăn xe pi quá bị nó ra khá đúng thế này chị lên nhiều đi đâu chó tàu rồi cho đi lên nó phải mà nó là anh này chơi được khu xì nó đi đâu đi được không bà lô anh này chơi được phiếu à lẽ rồi cho nó lấy đi thu được hả chạy đâu thu luôn nhiều đâu nhiều đâu cóผิดđấy đâu cóတော်တော်ဖြစ်တယ်ဘာလို့လဲဆိုတော့အဲ့ညိုကအယိုးဆက်ပြုတ်ထားတယ်ဆက်ပြုတ်ထားတော့ဒီမှာကြည့်ကြောကောက်ရင်အဆက်ရအထဲကိုဝင်နေတယ်အပြင်မှာဘာမှဒီကျွန်တော်လက်ညိုအယိုးကြီးတချောင်းပဲကြံရည်တယ်ဒီကြားအဆက်ရပြုတ်နေတယ်အဲ့ဒါကြောင့်ဖိုးတဲ့ခါကျရင်ဒီတချောင်းကအရှိကိုပူအဲ့တော့ဆောင်းပြီးတော့ထွက်နေလောကဆင်ဘူးဒီဖက်ကြတော့ဘာမှမဖြစ်ဘူးဒီဖက်ကတော့ခုဒီဗီမှာကြီးနေတဲ့လူကြီးရှိရင်ကျွန်တော်လောကမလိုက်မလို့ပါနဲ့လောကမလိုက်မလို့ပါနဲ့ကျွန်တော်တောင်းဆိုချင်တယ်ဒါပေမဲ့ကျွန်တော်ပုံစံဘယ်လိုဖြစ်မလဲဆိုတာကျွန်တော်ကဘာသာတို့လာပြသဘောကျွန်တော်ဗီဒီယိုဟာတာဖြစ်ကျွန်တော်ဝါသနာပုံစံမျိုးနဲ့ရိုက်တယ်ဗျာဒီများရေကျွန်တော်ဆရာကြီးလည်းမဟုတ်ပါဘူးဘာမှလည်းမဟုတ်ကျွန်တော်ဝါသနာအရာပဲရိုက်တယ်အဲဒါတော့စိတ်တီးခံပြီးကြည့်ကြပါလို့ကျွန်တော်တောင်းဆိုခြင်းအဲကိုနောက်က73ခါ30 Oh my god nhưng mà nhìn ăn quả oh my god này là chiều quá alo chiều quá ôi nằm rồi chào bác này ra đâu chào bác khu đi mà cho nó là của tối này á thì cho nó là không cái nhiều hậu à để không có cái đi được trong người không đâu
အဲ့ဒါလေးတော်တော်များတယ်တိုက်တယ်ဒီဆိုးလို့ရအောင် what the fuck ဘာလဲဘာလဲ oh my god လောမရတော့လောမရတော့ကျွန်တော်တမျိုးပြောင်းပြီးထိုးမှရတယ်ပါတယ်ရတယ်တော့ခါတရားပြီးအောင်တော့လုံးဝရလောက်ပဲတော့မရဘူးခုကျွန်တော်ကြီးဘယ်လောက်ရှိပြီခဏတော့9ခုက3ခါလည်းနှစ်ခါပဲထားလိုက်အကုန်လုံး30နဲ့တစ်ခါနောက်က19ခါကျန်သေးတယ် oh my god ဒီလိုပဲထိုးလိုက်တော့ဒီပုံစံလိုပဲထိုးလိုက်တော့မယ်ကျွန်တော်မရတော့ကျွန်တော်တီးချေကျွန်တော်မရတော့ oh my god 啊，你挖苦嘛？啥吧？我呀，我昂去了，妈我昂去了。Hello mà chi quá oh my god ba mà sao lâu này yes bộ đi ở đây đúng là lâu rồi này rồi oh what the fuck oh my god မရတော့လုံးဝမရလုံးဝမရတော့ဘူးမရဒီလက်အလုံးဝလုံးလို့မရတော့နော်ဘယ်လိုလဲဆိုတော့ကိုဝဲကိုမလို့လုံးဝမပါတော့ခုကျွန်တော်ဒီအခါ80ကျော်ပဲပါတယ်ရတယ်စိုက်တော့ငါးပြီးထိုးတာပဲအခါ80ကျော်ပဲရတယ်ကျန်တဲ့ချိန်လုံးဝမနေဘူးခုကျွန်တော်အခါ80ကျော်ပြီးပုံညာဒီကဘာတက်လာလဲဆိုရင်ကျွန်တော်နည်းနည်းတက်လာတယ်ခဏတော့ကျွန်တော်ပြရတဲ့ပုံစံနဲ့ပြီးရင်ဒီလက်လုံးနည်းနည်းတက်လာတယ်ဒီလက်လုံးနည်းနည်းတက်လာတယ်ဒီခုကျွန်တော်လက်ကောင်းတော့ကောင်းနေတယ်ပြန်ရလို့ကောင်းနေOh my god. What the fuck? Ôi, alo, bye bye. Đi lo, mình này rồi. Lâu rồi, mình này rồi. Alo, bye. What the fuck? Oh my god. Okay, see you.